မင်္ဂလာပါဒီကနေ့ညဟောပေးမယ်မိကွန်လေးကတော့လာမယ်6လအတွင်းမှာကိုယ့်ဘဝတွေကိုဝင်ရောက်လာမယ့်သူကြောင့်ဖြစ်တယ်ဆိုတော့ကိုယ့်ဘဝအတွင်းမှာဘလို့လူသစ်မျိုးနဲ့ဆုံတွေ့ရဖို့ရှိတယ်ဒါမှမဟုတ်ကိုကြုံတွေ့ရမယ့်သူဒီကိုယ့်ဘဝတွေကိုထပ်ပြီးတော့ဝင်ရောက်လာမယ့်သူဒီကိုယ့်ရဲ့အရင်တစ်ချိန်တုန်းကတည်ကျွမ်းခဲ့မှုတဲ့တငယ်ချင်းအောင်လိုမျိုး X လိုမျိုးဒီလိုလူမျိုးပဲလားဒါမှမဟုတ်ရင်လူသစ်လားဒီလူကရောဘယ်လိုမျိုး behavior တွေရှိလဲဘာတွေကိုကြိုက်နှစ်သက်တယ်လဲအစရှိသဖြင့်ဟောပြပါမယ်ဆိုတော့ reading ဒီအရှိကြီးတော့မဟုတ်ဘူးဒါပေမဲ့တက်နိုင်တဲ့၍ဒီအချိန် limit လေးလောက်ထားတော့အဲ့ဒီထဲအတွင်းမှာဝင်အောင်လို့တော့ဟောပြသွားမယ်เนาะဆိုတော့ဟုတ်ကဲ့ပါထုံးစံအတိုင်း pi 1 pi 2 pi 3 pi လေးတွေကိုတိချာလေးကြည့်ပြီးတော့မှရွေးထားပြပါအောင်เนาะကဲပိုင်းတစ်ခုချင်းစီမှာပြန်ပြီးစုံတွေ့ကြပါစို့နော် Okay ခက်ကလေးအကုန်ဆွဲထားပြီးပြီဒီနေ့ lighting လေးနည်းနည်းချထားတယ်အမောင်ထဲမှာမီးလေးတစ်ခုပဲထွန်းပြီးတော့ရိုက်ထားရပါတော့ဆိုတော့နည်းနည်းလေးမြန်မှောင်နေမလားတော့မသိဘူးဟုတ်ကဲ့ပါအဲ့ဒါဆိုရင်အခုဒီမှာ tarot card တွေက oracle card တွေကအကုန်လုံးဆွဲပြီးပြီဆိုတော့တက်နိုင်သေးရတော့short video ဆိုပေမဲ့sorry short video ဆိုပေမဲ့10မိနစ်ကနေ15မိနစ်အတွင်းတော့ရှိမယ်ဆိုတော့အကျုံးဝင်အောင်လို့တက်နိုင်သေးရတော့ဟောပေးသွားမယ်နော် okay ဒါ pi 1လေးအတွက်နော် pi 1ဆိုတာဒီ Q လေးနော်ထပ်မပြောတော့ဘူးဆိုတော့ pi 1လေးတွေအတွက်ပါ pi 1လေးတွေရဲ့ reading မှာလေကြာလာတဲ့ကတ်တွေအကြောင်းပြပြရမယ်ဆိုရင်အရင်သိတာထင်ရှားတာကတော့ဒီ Hierophant ဆိုတဲ့ကတ်ဖုံးတော်ကြီးပေါ့နော်ဆိုတော့ Hierophant ဆိုတဲ့ကတ်ဆိုတော့ဖုံးတော်ကြီးဖြစ်ရမယ်လို့ပြောတာမဟုတ်ဘူးနော်ဘလို့လူမျိုးဖြစ်မလဲဆိုတော့တကယ်ကိုရင်းချက်တည်ငြိမ်တဲ့သူမျိုးဖြစ်မယ်ဖိုင်ဝမ်လေးတွေရဲ့ဘဝတွေကိုဝင်လာတဲ့သူကရင်းချက်တည်ငြိမ်မဲ့သူဖြစ်တဲ့သစ္စာရှိမဲ့သူဖြစ်တဲ့ကိုယ့်ဘဝတွေကိုဝင်လာပြီးတာနဲ့နော်ကိုယ့်စီကိုလာဖို့ဆုံးဖြတ်ပြီးတာနဲ့သူကတကယ်ကို commitment ရှိမဲ့သူမျိုးဖြစ်တယ်သူများရဲ့လူမသိသူမသိ silent တွဲမဲ့သူမျိုးလည်းမဟုတ်ဘူးเนาะပြောရလို့ရှိရင်ကိုယ်ကိုစမ်းသပ်ချင်တာလည်းမဟုတ်ဘူး casual လည်းမဟုတ်ဘူးသူဒီတကယ်ကို commitment ရှိဆက်သွားမဲ့သူမျိုးဖြစ်တယ်เนาะသစ္စာရှိတဲ့သူမျိုးဖြစ်တယ်တကယ်ကိုတည်ငြိမ်ရင့်ကျက်တဲ့သူမျိုးနောက်ခံ organization ကောင်းကောင်းကသူမျိုးဖြစ်တယ်နောက်တစ်ခုဖြစ်နိုင်တာကလေဘာသာရေးနဲ့ပတ်သက်တာတို့เนาะဒီဘာသာရေးနဲ့ပတ်သက်တဲ့အပိုင်းဒါမှမဟုတ်ရင် spiritual ဘိုင်း spiritual ဆိုတော့လေ okay ဒါ tarot တို့ reading တို့အဲ့လိုပိုင်းနေရာလဲဖြစ်နိုင်တယ်เนาะနောက်တစ်ခုကကြတော့teacher mentor ပြောလို့ရှိရင် teacher mentor ဆိုတာလေဒီလို coach တွေအဲ့လိုမျိုးလူမျိုးတွေပေါ့နော်ဆရာမဒါမှမဟုတ်လို့ရှိရင်လူတွေကိုguideline ပေးတဲ့သူမျိုးเนาะအဲ့လိုမျိုးသူမျိုးเนาะ training ပေးတဲ့သူမျိုးပဲဖြစ်စေတကယ်ကိုနေရာတစ်ခုမှာလူတွေကိုဦးစီးဦးဆောင်လူတွေကိုဆိုတာလေ sorry လူတွေကိုလို့ပြောရမဟုတ်တကယ်ကိုဒီ organization တစ်ခုမှာပဲဖြစ်စေနေရာတစ်ခုမှာပဲဖြစ်စေဦးစီးဦးဆောင်လုပ်နေတဲ့သူမျိုးဖြစ်တယ် guideline ပေးနိုင်တဲ့သူမျိုးဖြစ်တယ်အဲ့လိုမျိုးကိုပြောချင်တာနောက်တစ်ခုကဒီ institution တွေเนาะinstitution တစ်ခုကလိုမျိုးတကယ်ဟို organization ကြီးမားမားเนาะ organization ကြီးမားမားကလူမျိုးဒီလိုလူမျိုးဖြစ်တတ်တယ်เนาะဆရာမတွေဖြစ်တာပဲဖြစ်စေเนาะတကယ်တော့ဆရာမလူမျိုးလည်းဖြစ်နိုင်တယ်ပါနိုင်တယ်เนาะဆိုတော့ဘယ်နေရာပဲဖြစ်စေ training ပေးနေတဲ့သူမျိုးတွေပဲဖြစ်စေအဲ့လိုလူမျိုးဖြစ်တတ်တယ်ဆိုတော့စောစောပြောသလိုပဲသူကလေသူ့ရဲ့အရွယ်သူ့ရဲ့အသက်အရွယ်အားဖြင့်ကောသူ့ရဲ့လောက်ကင်နေတဲ့နေရာရဲ့အားဖြင့်တော့၎င်းသူဒီတကယ်ကိုmature ဖြစ်တဲ့သူမျိုးဖြစ်တယ်เนาะ mature ဖြစ်တဲ့သူမျိုးဖြစ်တယ်ကိုယ်ခလေးကစားတယ်လို့ကစားမဲ့သူမျိုးလည်းမဟုတ်ဘူးပပနဲ့ easily နဲ့ပြီးသွားကြတဲ့သူမျိုးလည်းမဟုတ်ဘူးเนาะဆိုတော့တေချာလေးကြည့်ပြီးမှဘဝတွေကိုတေချာလေးဝင်လာမဲ့သူမျိုးဖြစ်တယ်သူ့ဘဝမှာလေ तू ကလေပြောရလို့ရှင် तूခက်ခဲတဲ့အချိန်ကာလတွေကိုလည်းသူကြော်ဖြတ်ဘူးပြီးသားကြော်ဖြတ်ပြီးသားသူဖြစ်မယ်ဒါပေမဲ့လက်ရှိမှာလည်းသူကြော်ဖြတ်နေရတာမျိုးဖြစ်လိမ့်မယ် sorry ကြော်ဖြတ်ပြီးသားလို့မပြောချင်ဘာလို့လဲဆိုတော့အခုလက်ရှိမှာကိုယ့်စီကိုရောက်မလာသေးဘူးသူရောက်မလာခင်မှာသူကအဲ့လိုမျိုးအချိန်တွေကိုဖြတ်တန်းနေရသူတကယ်တော့လေသူရန်လုံးကြီးဖြစ်တယ်ဒီလားသူတယောက်တည်းဖြစ်နေတယ်သူတယောက်တည်းလည်းမနေချင်ဘူးတယောက်တည်းနေရတဲ့ဘဝကြီးကိုသူမကြိုက်ဘူးသူ့မှာအဖော်တရားကိုရှိချင်တယ်ပေါ့နော်ဆိုတော့လောလောဆယ်အဲ့လိုမျိုးကာလကိုဖြတ်တန်းနေရတယ်နောက်တစ်ခုကကျတော့သူfinancial နဲ့ပတ်သက်ပြီးတော့နော်ငွေကြေးစီးပွားရေးနဲ့ပတ်သက်ပြီးတော့နည်းနည်း stack ဖြစ်နေတာကိုတွေ့တယ်အဲ့ဒီ burden နေเนาะနောက်တစ်ခုကစိတ် emotional အားဖြင့်သူ့မှာစိတ်ညစ်ရတာတို့depression ရတာတို့ဆိုတော့အဲ့လိုအနေအထားမျိုးတွေကိုကြော်ဖြတ်နေစေကာလဖြစ်လိမ့်မယ်ကြော်ဖြတ်ပြီးတော့မှကိုယ့်စီကိုရောက်လာမဲ့သူမျိုးဖြစ်တယ်
ဟုတ်ပြီနော်နောက်တစ်ခါလေသူတို့မှာလေထုံးစံအတိုင်းပေါ့နော်ဘဝမှာသူတို့ရဲ့ဘဝမှာသူတို့တည်လဲဒဏ်ရာအနာတရားလေးတွေရခဲ့ဘူးတဲ့သူမျိုးဖြစ်မဲ့ past မှာတော့ကသူတို့ကိုဒဏ်ရာလေးတွေပေးခဲ့တဲ့သူမျိုးတွေရှိလိမ့်မယ်နော်ဆိုတော့အဲ့ဒီအတွက်လေသူကပို့ပြီးတော့သူ့ကိုယ်သူ protective ဖြစ်တယ်သူ့ကိုယ်သူအထီးကိမခံနိုင်တော့ပါဘူးနော်သူ့ကိုထိကိမဲ့အရာအားလုံးကိုသူကလေတက်နိုင်တဲ့ရွေးကာကွယ်ပါလိမ့်မယ်เนาะနောက်တစ်ခုကသူ့ကိုကြည့်ရတာတကယ်ကို strong ဖြစ်မယ်เนาะတကယ်ကို independent ဖြစ်တယ် strong ဖြစ်တယ်လုံးဝလောလောလတ်နဲ့ကိုခြေထောက်ပေါ်ကိုရက်တည်နိုင်တဲ့သူမျိုးကိုဘဝရဲ့ရှေ့ရေးကိုဘဝရဲ့အရာကိုဘသူကိုမှအတိုင်ပင်ကြမလို့ဘသူကိုမှဆိုတော့ဒီလိုမျိုးเนาะမမ boys လည်းမဟုတ်ဆိုလိုတဲ့သဘောကလေသိလားအရွယ်ရောက်ပြီး mature ဖြစ်နေပြီသူဟာသူအရာအလုံးကိုစဉ်းစားဆင်ခြင်ပြီးသူဟာသူသူ့ရဲ့ life ကိုသူစီမံနိုင်တဲ့သူမျိုးဖြစ်တဲ့ကိုခြေထောက်ပေါ်ကိုအကောင်းဆုံးလွတ်ကင်းနဲ့ရက်တည်နိုင်တဲ့သူမျိုးဖြစ်တယ်ဟုတ်ပြီနော်ကိုစီမလာခင်မှာလေသူ့မှာလေအခက်အခဲတွေအနှောက်အယှက်တွေသူကြုံတွေ့ရလိမ့်မယ်သူကြုံတွေ့ခဲ့ရတာမျိုးကြော်ဖြတ်ရတာမျိုးအဲ့ဒါမျိုးလေးကိုလေတွေ့ပါတယ်ဘဝမှာသူ့ကိုလေတစုံတစ်ယောက်ကထားခဲ့တာစွန့်ပစ်တာဘယ်လိုပြောရမလဲသူ reject လုပ်တာပေါ့နော်စွန့်ပစ်တာဘယ်လိုပြောမလဲသူ့ကိုအရင်ဆုံးစွန့်ခွာသွားတာပေါ့အဲ့လိုမျိုးကိစ္စမျိုးတွေလေသူကကြုံတွေ့ခဲ့ရပြီးသားသူမျိုးဖြစ်တယ်အဲ့လိုမျိုးကြုံတွေ့ခဲ့ရပြီးတဲ့အချိန်မှာသူအချိန်တော်ကြာဘဝကိုနည်းနည်းလေးအထီးကျန်ပြီးတော့လေဖြတ်တန်းခဲ့ရတဲ့သူမျိုးဖြစ်တယ်ဆိုတော့သူကစိတ်ဆိုင်ဆိုင်ရာမှာလေသူအဆုံးရှုံးမှုတွေသူ့မှာလေများခဲ့တယ်သိလားအဲ့လေပြောပြခြင်းနဲ့ဆုံးရှုံးမှုတွေများခဲ့တဲ့သူမျိုးဖြစ်တယ်အဲ့လိုမျိုးအဆင့်တွေကိုကြော်ဖြတ်ပြီးမှဒီလူကကို့အနာကိုရောက်လာမှာဒါပေမဲ့ကို့အနာကိုရောက်လာတဲ့အခါမှာပြောလို့ရှိရင်ကိုကောင်းsupport လုပ်မဲ့သူမျိုးဖြစ်တယ်နောက်တစ်ခုကပေါ့တန် connection မျိုးလုံးဝမဟုတ်ပါဘူးเนาะ serious ဖြစ်တဲ့ connection မျိုးဖြစ်တယ်တကယ်ကိုချစ်ခင်လို့နှစ်လို့သဘောကျလို့အနားလာမဲ့လူဖြစ်တယ်ကိုနဲ့ပတ်သက်ပြီးတော့ဘာတွေပဲဖြစ်ဘလို့ကိစ္စတွေပဲကြုံတွေ့ရအတူတူလက်တွဲရှေ့ဆက်သွားမယ်ဆိုတဲ့သူမျိုးတွေမှာပါဝင်ပါတယ်เนาะဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်မေးကြမေးခွန်းတစ်ခုရှိတယ်ဘယ်အချိန်လောက်မှစုံတွေ့ရဖို့ရှိလဲအခုဒီနေ့ကနေ sorry ဒီဗီဒီယိုကိုမြင်တဲ့နေ့ကနေအဲ့လိုပြောမယ်နော်ဒီဗီဒီယိုကိုမြင်တဲ့နေ့ကနေဗီဒီယိုကိုကြည့်မိတဲ့နေ့ကနေ2လကနေ5လအတွင်းမှာတွေ့လိမ့်မယ်နော်2လကနေ5လအတွင်းမှာကိုယ့်ဘဝလေးကိုဝင်ရောက်လာလိမ့်မယ်ဘလို့ပတ်ဝန်းကျင်ကနေလာမလဲဆိုတော့အလုံးနဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်ဒါမှမဟုတ်ရင်ကိုကဥမာတင်နန်းနေတက်တာမျိုးပဲဖြစ်စေเนาะတခုခုကိုသွားရောက်ပြီးတော့လေ့လာတာမျိုးပဲဖြစ်စေနောက်တစ်ခုက community group ပေါ့နော် community group တွေအဲ့လိုမျိုးပေါ့ဆိုတော့အဲ့ဒါမျိုးကနေပဲဖြစ်စေသင်ကြားရေးပိုင်းကနေပဲဖြစ်စေเนาะအဲ့လိုမျိုးဒီ group activity တခုခုပေါ့အဲ့ဒါမျိုးကနေပဲဖြစ်စေသူ့ကိုစုံတွေ့ရဖို့ရှိတယ်เนาะသူနဲ့စုံမှာဖို့ရှိတယ်ဒါသူနဲ့ပထမဆုံးစတင်စုံတာမျိုးလေးဖြစ်မယ်နောက်တစ်ချိန်တနေရာမှာတွေ့ခဲ့ပြီးမှနောက်တစ်ချိန်မှာတွေ့တဲ့အချိန်မှာဒီလိုနေရာမျိုးမှာထပ်စုံတာမျိုးလည်းဖြစ်မယ်เนาะဆိုတော့ခက်ခဲတဲ့အချိန်တွေအများကြီးကိုကြော်ဖြတ်ခဲ့ပြီးဆိုတော့သူ့မှာလေအရန်အောင်အင်အားတွေကရှိတယ်ဘာဖြစ်ရင်ဆိုင်မယ်ဆိုရယ်စိတ်မျိုးကသူ့မှာအပြည့်ပဲเนาะဟုတ်ကဲ့ဆိုင်းနေအနေနဲ့ပြောပြမယ်ဆိုလို့ရှိရင် Taurus Virgo Capricorn ဒါပေမဲ့ Taurus ဒီအရန် strong ဖြစ်မယ် Taurus strong ဖြစ်မယ် Taurus Virgo Capricorn ဖြစ်မယ်ပြီးရင်နောက်တစ်ခုကကျတော့တချို့ကကျတော့ Aries Sagittarius ဒါကလေ Sun sign ပဲပြောရတာမဟုတ်เนาะလူတော်တော်များသိတာ Sun sign ကိုသိတယ် Moon sign ကိုသိမသိဘူးเนาะဆိုတော့ Moon sign လည်းအဓိကကြည့်ရပါမယ်เนาะဆိုတော့ဒီ Moon sign Sun sign Moon sign တခုခုမှာAries တို့ Sagittarius တို့လည်းပါနိုင်တယ်တကယ်ကို strong ဖြစ်တာ significant ဖြစ်တာတော့ Taurus Virgo Capricorn ကတော့အရင်က significant ဖြစ်တယ် okay အဲ့ဒါဆိုလို့ရှိရင်နောက်ထပ်ဒါသူနဲ့ပတ်သက်တဲ့သူရဲ့သူဘလို့အားကစားတွေဒါမှမဟုတ်ဘလို့ hobbies တွေကြိုက်လဲပြီးတော့သူ့ရဲ့စိတ်ကရောသူကဘလို့လူမျိုးလဲနောက်ထပ်ပြီးတော့ကြည့်ရအောင်နော်အဲ့ဆိုတခါလေကြာရင်သူက emotionally distant ဖြစ်တယ် okay ဒီမှာလေးပြောထားဒါသူ့ရဲ့ behavior လည်းဖြစ်မယ် emotionally distant ဖြစ်တယ်ဆိုတော့လေသူကလေနည်းနည်းစိုးရင်ပူပန်တာသူစိုးရင်ပူပန်တဲ့အခါကျရင်လေကိုယ်စီကနေနည်းနည်းလေးခဏတော့ရှောင်ပုံးတတ်တာမျိုးလေးသူရှိတတ်တယ်သူစိုးရင်လည်းပူပန်တယ်သူ့ကိုထားခဲ့မှာနောက်ထပ်ထားခဲ့မှာကြောက်တယ်ထားခဲ့မဲ့ကိစ္စမျိုးတွေသူလုံးဝလက်မခံနိုင်အောင်သိလားနော်ဆိုတော့လေအဲ့လိုမျိုးလေးရှိရအဲ့ဒါကြောင့်မလို့သူကလေတခါလေနည်းနည်းလေးပုံးရှောင်ကြတာမျိုးရှိတတ်တယ်နားလည်ပေးပါနော်
ကိုမချစ်လို့လည်းမဟုတ်ကိုမကြိုက်လို့လည်းမဟုတ်သဘောမကျလို့လည်းမဟုတ်သူ့ဘဝရဲ့ရခဲ့တဲ့ဒဏ်ရာတွေကြောင့်လို့ပြောပြရစီနောက်တစ်ခုက business minded ရှိတယ်ဆိုတော့ဒီ business နဲ့ပတ်သက်ပြီးသူကအရန်ကိုစူးစမ်းခြင်းစိတ်ရှိတဲ့သူမျိုးเนาะအဲ့လိုမျိုးသူမျိုးတွေမှာလည်းပါတယ်အလုပ်တွေကိုထပ်ပြီးတော့လှုပ်ချင်တာမျိုးတွေသူ့မှာရှိတယ်เนาะအခုလက်ရှိမှာသူကပညာရေးဘက်မှာလုပ်နေတယ်ဆိုလို့ရှင်လဲတခြား okay သူနောက်ထပ်ဒီပညာရေးနဲ့ဆက်နွယ်ပြီးပဲဖြစ်စေသူဘာတွေဆက်လုပ်လို့ရမလဲအလုပ်တွေအများကြီးကိုလှုပ်ချင်တဲ့သူမျိုးတက်ကြွတဲ့သူမျိုးတွေမှာပါတယ်ပေါ့နော်ဒါက playing guitar hiking သူတကယ်တမ်းကြိုက်တာ hiking ကကြတော့လူတိုင်းအတွက်မလွယ်ဘူးပေါ့နော်ဆိုတော့ hiking ကလူတိုင်းအတွက်မလွယ်ဘူးဒါပေမဲ့ဒီ playing guitar ကကြတော့ဘာပြောလွယ်တယ်သူစိတ်ထဲမှာ तू ကဒီလိုမျိုး तू ကနေရာအခြေအနေနေရာတစ်ခုကိုရောက်နေပေမဲ့ guitar တီးတဲ့ချိန်ကျသူစိတ်တွေပေါ့ပါလွတ်လပ်သွားသလိုခံစားရပါတယ်တဲ့ဆိုတော့ guitar တီးရကိုလည်းကြိုက်တယ်violin လည်းဖြစ်နိုင်တယ်နော် guitar တို့ violin တို့အဲ့အမျိုးလေးဖြစ်နိုင်တယ် hiking ကလည်းသူ့စိတ်ထဲမှာရှိတဲ့ဝါသနာတစ်ခုဖြစ်လိမ့်မယ်အကောင့်ထဲဖော်ပြရင်ဖော်ပြမယ်ဖော်ပြချင်မှလည်းဖော်ပြမယ်နော်ဒါပေမဲ့စိတ်ထဲမှာ तू လှုပ်ကြည့်ခြင်းနေတဲ့ဆန္ဒသူ့ရဲ့စိတ်ထဲကဆန္ဒတွေထဲမှာတစ်ခုပါမှဖြစ်တယ် okay ဆိုတော့ဒါလေးဆက်ကြည့်မယ်ဒီလူနဲ့ဘာအခြေအနေဆက်ရှိဖို့ရှိလဲဘာတွေကောကြုံတွေ့ရဖို့ရှိလဲကြည့်ကြည့်မယ်နော် the situation will improve တွေ့လားအခြေအနေတွေကတဖြည်းဖြည်းနဲ့တိုးတက်လာအောင်မယ်ပြောင်းလဲလာအောင်မယ်နော်တိုးတက်လာအောင်မယ်ပြောင်းလဲလာမယ်သူနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောရမလဲရက်တန့်သွားမှာတခါတည်းတွေ့ုံနဲ့တခါတည်းဆုံုံနဲ့ရက်တန့်သွားမှာလည်းမဟုတ်ဘူးအစအရာကတဖြည်းဖြည်းနဲ့ပြောင်းလဲလာမယ်အချိန်လေးတွေကိုရောက်ပါလေအောင်မယ်ဟုတ်ပြီနော်ပို့ပြီးတော့တိုးတက်သွားမှာကွာကိုယ်စိတ်ထဲမှာမထင်ထားတဲ့အနေအထားအထိကိုတိုးတက်ပြောင်းလဲသွားမှာကိုတွေ့တယ်သူဆက်ဆက်ကျွန်တော်လေသူစိတ်ထဲမှာသူကလေဘယ်လိုပုံစံဖြစ်နေမလဲတာသူ့ကိုသူထိခိုက်မှာဆိုလို့အရန်လေသူ့ကိုသူကာကွယ်တာသူနှလုံးသားလေးကိုလည်းသူကာကွယ်တယ်ပေါ့နော်သိလားသူပုံမွင့်လင်းလေးမပြောရဲဘူးပုံမွင့်လင်းလေးချမပြရဲဘူးရင်ထဲမှာရှိတဲ့ဆန္ဒတွေပုံမွင့်လင်းမပြောသေးဘူးပထမတော့သူ့ကိုသူအရန် guarded ဖြစ်မယ်ဒါပေမဲ့တကယ်တမ်းကျတော့သူ့စိတ်ထဲမှာကိုယ်နဲ့ပတ်သက်တဲ့ခံစားချက်တွေများလာတဲ့အခါသူ့ကိုသူ control set မလုပ်နိုင်တော့တဲ့အခါကြာလို့ရှင်เนาะသူကကိုပုံမှန်လင်းပြောပြလာတာလေးတွေရှိပါလိမ့်မယ်နော်သူက agent နဲ့သူမျိုးဖြစ်တယ်အရာရာကိုလက်တွေ့ကြကြစဉ်းစားတတ်တဲ့ဆုံးဖြတ်တတ်တဲ့လုတ်ကင်တတ်တဲ့သူမျိုးဖြစ်တယ်အရန် practical သူက long practical ပဲသူလက်တွေ့မမြင်ရသေးရွေးမယုံဘူးလက်တွေ့မမြင်ရမလောက်ရသေးရွေးမယုံဘူးသူများကဒါမလုံးနဲ့ဆိုပေမဲ့လည်းသူလုတ်ပြီးမှ okay ဒါကောင်းတယ်မကောင်းတော့ဆုံးဖြတ်ချက်ချမယ်သူနော်ဆိုတော့အရန် practical အရန်ဆန်ပါတယ်ဒီလိုလူမျိုးပဲဖြစ်တယ်နော်တို့ day dreaming လုပ်ပြီးတော့တစ်ချိန်လုံးစိတ်ကူးရင်ပြီးတော့စိတ်ကူးပါမှာပဲဟဲ့ဒါမဖြစ်နိုင်မအောင်ဒါကိုဖြစ်လိုက်ဟိုလည်းဖြစ်နိုင်မအောင်ဟိုအောင်မလုပ်နဲ့တော့ဆိုတော့ဒီလိုလူမျိုးတွေမှာသူဒီလုံးဝပါမနေဘူးနော်ဟုတ်ပြီနော်ဒီလိုလူမျိုးတွေမှာလုံးဝပါမနေဘူးဆိုတော့အရာလုံး practical ကြပဲလုပ်မယ်ဒါပေမဲ့အဲ့လို practical ကြလုပ်လို့ဆိုပြီးတော့အရန်ရှူရှားဖြစ်နေမဲ့လူမျိုးမဟုတ်အရန်စိတ်အေးချမ်းတဲ့သူမျိုးဖြစ်ပါလိမ့်မယ်နော်တကယ်ကိုလူကြီးဆန်တဲ့သူမျိုးပါဘာပဲပြောပိုင်ဝန်လေးတွေပြောရမယ်လို့ထင်ပါတယ် okay နော် thank you ပါဒီတစ်ခါတော့ pi 2ရဲ့အလှည့်ပါ pi 2ဆိုတာဒီ q လေးအညူရောင်လေးချစ်စရာလေးနော်ဒီ q ပုံစံလေးရတယ်ဆိုတော့ဒီ q လေးကိုရွေးချယ်ထားတဲ့သူလေးတွေ pi 2လေးတွေအတွက် reading ဖြစ်ပါတယ်ဆိုတော့ထုံးစံတိုင်းခက်ကလေးတွေကို shuffle လုပ်ပြီးရင်ပြန်လာခဲ့ပါမယ်နော်ဆိုတော့ဒီအခုဟောသွားမယ့် reading ဒီ10မိနစ်ကနေပြီးတော့15မိနစ်ကြားမှာဖြစ်မယ်တက်နိုင်သေးစုံနေဖြစ်အောင်တော့ဟောပြီးသွားမယ်ကိုနဲ့နောက်6လအတွင်းမှာတွေ့ရမယ်သူကဘယ်လိုပုံစံမျိုးဘယ်လို behavior မျိုးရှိမလဲကြည့်အောင်နော် okay ပါကတ်တီ shuffle လုပ်ပြီးရင်ပြန်လာခဲ့ပါမယ်ရှင် okay ပိုက်တူလေးတွေကတ်လေးတွေအကုန်လုံးလည်းဆွဲပြီးပြီပေါ့နော်ဆိုတော့ကြည့်ရအောင်ပိုက်တူလေးတွေကိုပြပြချင်တာလေအခုလက်ရှိပိုက်တူလေးတွေစီကိုလာမဲ့သူပေါ့နော်ဆိုတော့ sorry ခုလက်ရှိဆိုတာဒီ6လအတွင်းလာမဲ့သူကလေဆက်ဆံရေးတစ်ခုကနေပြီးတော့ထွက်လာတဲ့သူမျိုးဖြစ်လိမ့်မယ်နော်သူ့အတွက်သူ့ရဲ့ past connection ကနော်သူ့အတွက်မတင်တော့ဘူးသူဆက်မသွားနိုင်တော့ဘူးနော်ဆိုတော့ဒါကအမှန်တိုင်းပြောလို့ရှိရင်ဒီ 8 of cups ဒီထွက်ခွာခြင်းမှာအလုံးနဲ့ပတ်သက်တာလည်းဖြစ်နိုင်တယ်เนาะအခြေရင်းနဲ့ပတ်သက်တာလည်းဖြစ်နိုင်တယ်ဒီလိုမျိုးတွေဒါမှမဟုတ်သူ့ရဲ့ live chapter ပေါ့ live chapter တစ်ခုပြီးဆုံးသွားတာမျိုးပဲဖြစ်စေဒါမျိုးလေးတွေဖြစ်နိုင်ပါတယ်ဒါပေမဲ့
ဒါပေမဲ့ဒါဒီ love reading ဖြစ်တဲ့အပြင်ဒီ tarot decks ရဲ့ပုံစံကြောင့်သူဒီအခြေရင်းနဲ့ပတ်သက်လို့ခွဲခွာလာခဲ့တယ်ထွက်ခွာလာခဲ့တယ်လို့ပဲပို့ပြီးမြင်ရပါတယ်သူ့ပေါ်ကိုတစုံတစ်ယောက်ဒီသူ့ပေါ်ကိုသစ္စာဖောက်တာပဲဖြစ်စေသူမကြိုက်တာသူမကြိုက်တာကိုမဖြစ်တဲ့နာကို तू မသိတဲ့အချိန်မှာလုတ်ခဲ့လို့ပဲဖြစ်စေဒါကြောင့် तू ဒီ connection ကိုဘယ်လို့မှဆက်သွားလို့မရဘူးဒါဒီ तू နဲ့မသိတော့တဲ့ connection ဆိုပြီး तू ဆုံးဖြတ်ချက်ချပြီးတော့ထွက်လာတာမျိုးကိုတွေ့ရပါတယ်နော်ဆိုတော့ तू ကထင်ထားတာထက်ပို့ပြီးတော့ mature ဖြစ်တယ် mature ဖြစ်ပြီးတော့သူ့ရဲ့ဘယ်လိုပြောရမလဲသူ့ရဲ့စိတ်ဆုံးဖြတ်ချက်ကို तू ချပြီးတာနဲ့တပြိုင်နဲ့ तू action ယူလိုက်တဲ့ပုံစံမျိုးရှိတယ်ဒါပေမဲ့အခုလက်ရှိပေါ့နော်အခုလက်ရှိအနေထားမှာဆိုလို့ရှိရင် तू ကဘလို့ပုံစံမျိုးရှိလဲပေါ့ဆိုတော့လက်ရှိအနေထားနဲ့မဟုတ်ဘူးကိုယ်စီရောက်လာတဲ့အချိန်မှာပါသူ့ပုံစံကဘလို့လဲဆိုတော့နည်းနည်းတော့ထုံးစံတိုင်း तू ဒီလေ protective ဖြစ်နေမယ်နော် तू အရန်သတိထားနေမယ်သတိထားနေမယ်သူ့ကိုယ်သူအရန်ကာကွယ်နေမယ်ဆိုတော့သူကလေအဲ့လိုမျိုးအရန်ကာကွယ်ရင်းနဲ့သူ့စီကိုရောက်လာတဲ့အခွင့်အရေးထားပါတော့သူ့ကိုတကယ်ချစ်မြတ်နိုးမဲ့လူပဲဖြစ်စေသူတကယ်လက်တွဲသွားလို့ရမယ်လူကိုတော့သူချက်ချင်းမမြင်နိုင်သေးဘူးပြောရလို့ရှင်တော့ by 2လေးတွေကိုပေါ့ by 2လေးတွေကိုတော့သူချက်ချင်းမမြင်နိုင်တဲ့သဘောမျိုးမမြင်နိုင်တဲ့အနေအထားမျိုးသူ့မှာရှိလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူကလေဒီသူ့ရဲ့စိတ်ပြက်ခဲ့ရတဲ့စိတ်ညစ်ညူးခဲ့ရတဲ့စိတ်ရှုပ်ခဲ့ရတဲ့ဒီအရင် past connection ကြောင့်သူကလေကျန်တာတွေကိုသူ့မှာတိတ်ပြီးတော့မမြင်နိုင်သေးတာမျိုးဖြစ်တတ်တယ်နော်တကယ်ဖြစ်တတ်တယ်နော်ဆိုတော့နောက်ပြီးတော့သူကလေနည်းနည်းဘယ်လိုပြောရမလဲသူ့ကိုတွေ့တဲ့အချိန်မှာလေပိုင်းတူးလေးတွေကဘယ်လိုမျိုးသတိထားမလဲဆိုတော့ဒီလူကငါ့ကိုကြည့်ရလားမကြည့်ဘူးလားစိတ်ဝင်စားလားစိတ်ဝင်စားလားဝေခွင့်မြင်နိုင်တာမျိုးဖြစ်တတ်တယ်ဘာလို့ဆိုတော့သူနည်းနည်းလေး quiet ဖြစ်တယ်တိတ်ဆိတ်တယ်ငြိမ်သက်တယ်နော်ဆိုတော့သူဟာနဲ့သူအရန်လေသူစိတ်သက်ပိုင်းဆိုင်ရာသူဟာနဲ့သူနည်းနည်းလေးအဲ့ဒါဘယ်လိုပြောစိတ်သက်နည်းနည်းကြားတယ်လို့မျိုးစိတ်ဖိစီးတယ်လို့မျိုးသူမှဖြစ်နေတဲ့အနေအထားမျိုးရှိတယ်နောက်တစ်ခုကဒီလိုမျိုးပြီးဆုံးထားတဲ့relationship မျိုး connection မျိုးရှိနေတာဖြစ်တဲ့အတွက်နောက်ထပ်အခြေအနေကို तू ကအရင် rush ဖြစ်ဖို့လင်းလင်းမြန်မြန်ကြီးကိုconnection တစ်ခုကိုစတင်ဖို့ तू မှာရွေချက်လုံးဝမရှိပါဘူးเนาะဟုတ်ပြီเนาะဆိုတော့ပြောရလို့ရှိရင်ဒီလူဒီ past က connection ကနေရုံးထွက်လာပြီးမှကိုယ့်စီကိုရောက်လာမဲ့သူမျိုးဖြစ်တယ်เนาะရုံထွက်နိုင်မှာပါဘယ်လိုပြောမလဲရုံထွက်နိုင်မှာဆိုအဲ့ဒါပြောမှာနော်စိတ်ခံစားချက်တွေကိုပြောတာနော်ရုံထွက်လာနိုင်မှာပါဒါပေမဲ့ကိုယ့်စီကိုရောက်တဲ့အချိန်ကျရင်လည်းတကယ်ကိုစိုးမိတ်လိုမျိုးနော်စိုးမိတ်လိုမျိုးကိုယ်နဲ့တဖြည်းဖြည်းနဲ့စိတ်သဘောထားခြင်းတိုက်ဆိုင်တာမျိုးကိုမြင်လာတဲ့အခါမှာတော့ကိုယ့်ကိုပို့ပြီးတော့ယုံကြည်လာတာမျိုးနော်ကိုယ်နဲ့ချစ်ချင်းမြတ်တာတွေထပ်တူကြတယ်လို့ခံစားရတဲ့အချိန်မှာလဲပို့ပြီးတော့ပေါ့ကိုယ့်အပေါ်မှာပို့ပြီးတော့ယုံကြည်လာမျိုးစိတ်ချတာမျိုးဖြစ်လာတတ်တယ်နော်အဲ့လိုမျိုးဖြစ်လာတတ်တယ်ပြီးတော့တကယ်ကို attraction ရှိတဲ့သူမျိုးဖြစ်တယ်နှစ်ယောက်ကတယောက်ကိုတယောက်အရန်ကို attraction ရှိတယ်နော်တယောက်ကိုတယောက်သဘောကျတယ်တယောက်ကိုတယောက်လည်းဘယ်လိုပြောရမလဲတယောက်ပြောတဲ့စကားဆိုတဲ့တယောက်က respect ထားတယ်လက်ခံတယ်နော်ဆိုတော့အဲ့လိုလူမျိုးဖြစ်တတ်တယ်နော်ပြောရရင် तू ဒီလိုမျိုးအရင်က connection နဲ့ပတ်သက်ပြီးတော့ तू ဖြတ်တန်းခဲ့ရတယ်ဆိုပေမဲ့ကိုနဲ့တွေ့တဲ့အခါလေသူကသူ့ကိုယ်သူဒီဟာတွေကိုလွှတ်ချလိုက်ပြီးတော့သူပို့ပြီးတော့ပြောင်းလဲပြီးတော့ဘယ်လိုပြောမလဲတကယ်ကိုconnection ကောင်းကောင်းနဲ့တကယ်ကိုစိတ်ခံစားချက်ကောင်းကောင်းနဲ့သူကိုနဲ့သွားမဲ့သူမျိုးဖြစ်ပါတယ်နော်အဲ့တော့ပြောပြလို့ရှိရင် timing အနေနဲ့ဆိုလို့ရှိရင်လေ timing အနေနဲ့ဆိုရင်၄ဘက်ကနေပြီးတော့၄လအတွင်းမှာဒီလူနဲ့စုံတွေ့ရတတ်တယ်ဟုတ်ပြီနော်ဒါကလေဒီလူနဲ့စုံတွေ့ရတာဒီလေဒါမတော်တဆစုံတာမျိုးမဟုတ်ဘူးဒီအချိန်မှာအချိန်ရောက်လို့နော်တကယ်ကိုအတိတ်ပဲရှိဒီလူတယောက်ကိုစုံတွေ့ရတဲ့အနေအထားမျိုးရှိပါတယ်နော်အတိတ်ပဲရှိကိုစုံတွေ့ရမှာပါပေါ်ပြက်လည်းမဟုတ်ဘူးနော်တကယ်ကိုအချိန်ရောက်လို့တွေ့ရတဲ့သူမျိုးဖြစ်မယ်အဲ့တော့ဒီထက်မှာ significant ဖြစ်တဲ့ sign တွေကိုပြောပြမယ်ဘယ် sign က significant ဖြစ်လဲဆိုရင် Gemini ဆော့ပြောလို့ sun sign လည်းဖြစ်ရင်ဖြစ်မယ် moon sign လည်းဖြစ်မယ်เนาะအဲ့ဒါလေးကိုတစ်ချက်ပြောချင်တယ်လူများသိတာ sun sign ဖြစ်ပါတယ် sun sign ဆိုတာကိုယ့်ရဲ့မွေးလာပေါ်မူတည်ပြီးသိတဲ့ sign ဒါပေမဲ့ birth chart ထဲမှာကြည့်လိုက်လို့ရှိရင် moon sign ကိုလည်းတွေ့ရလိမ့်မယ် moon sign ကလေအဓိကအဖြစ်ကိုယ့်ရဲ့ behavior တွေကလေ moon sign မှာသွားတူတယ်ထားပါတော့တယောက်ကTaurus ဖြစ်မယ်
ဒါပေမဲ့သူ့ရဲ့ moon sign ဒီ Capricorn ဖြစ်မယ်ဆိုရင်သူ့ရဲ့ behavior က Capricorn နေနဲ့ Capricorn နေရဲ့အပြုအမူနဲ့ပို့ပြီးတော့သွားပြီးတော့တူတတ်တယ်နော်ဆိုတော့တော်တော်များများအပြုအမူလေးတွေကလည်းသွားတူနေတဲ့အောင်ရှိလိမ့်မယ်တော့50-50ပေါ့တော့အဲ့လိုပုံစံမျိုးသွားတာမျိုးဖြစ်တတ်တယ်ဆိုတော့ဟုတ်ပြီအရင် significant ဖြစ်တဲ့ sign ကိုပြောပါဆိုလို့ရှိရင် Gemini ဖြစ်တယ်နော် Gemini ဖြစ်တယ်ပြီးတဲ့အခါကျတော့ရေးတဲ့ကြီးဆိုရရည်ခွင့်တွေလည်းဖြစ်နိုင်တယ် Pisces Cancer Scorpio ဒီ Pisces Cancer Scorpio တွေကလည်း strong ဖြစ်ပါတယ် strong အဖြစ်ဆုံးကတော့နော်ဒီ Gemini ပဲဖြစ်တယ်ဆိုတော့ဟုတ်ပြီဘယ်အချိန်လို့ပြောထားလဲဆိုတော့၄ဘတ်နော်၄ဘတ်ကနေပြီးတော့၄လအတွင်းမှာကြုံလာမှာဖြစ်တယ်ဒီ connection အတွက် sorry ဒီ pile 2တွေအတွက်အရန်အရေးကြီးတဲ့နံပါတ်ဒီ6ခဏဖြစ်တယ်အဲ့ဒါအောင်မှတ်ထားသူနဲ့တွေ့တဲ့နေ့တွေ့တဲ့အချိန်လေးပဲဖြစ်စေပြောရလို့ရှင်6ခဏကအရန်ကြီးဆိုးလိမ့်မယ်အဓိက6ခဏကြီးဆိုဒီ pile 2ကိုလေ6ခဏကတကယ်ကိုကြီးဆိုးလိမ့်မယ် pile 2ရဲ့တနေရာမှာဒီလိုနဲ့တွေ့ဆုံတဲ့တနေရာမှာဒီကဏ္ဍနဲ့ပတ်သက်ပြီးတော့ပတ်သက်မှုရှိတာမျိုးလေးတွေကိုတခုခုကိုကြုံတွေ့ရနိုင်ပါတယ်ဟုတ်ပြီဆိုတော့ဒါဒီ pile 2ရဲ့ person ကဘယ်လို behavior မျိုးတွေရှိလဲဘယ်လိုစိတ်ဓာတ်မျိုးတွေရှိလဲဗာမျိုးတွေရှိအောင်လဲစကြည့်မယ် bad temper တော့နည်းနည်းလေးတော့လေဘယ်လိုပြောမလဲစိတ်တူလွယ်တာမျိုးရှိတတ်တယ်စိတ်တူတာမျိုးဥတူတာမျိုးkarmic connection ဆိုပါလားဆိုတော့ karmic connection ဆိုတာလေဒါပေမဲ့ဒီထက်မှအရင် serious ဖြစ်တာမတွေ့သေးဘူးเนาะသူ့ရဲ့အရင်ကကြုံတွေ့ခဲ့တဲ့အရာတွေကြောင့်လေသူနည်းနည်းလေးသူ့စိတ်ကလေလူတယောက်ကိုယုံကြည်တဲ့စိတ်နည်းနည်းအားနေပြီးတော့အဲ့လိုမျိုးစိတ်ဆိုးလွယ်စိတ်တူလွယ်အဲ့ဒါမျိုးလေးဖြစ်တတ်တယ်ဆိုတော့ karmic connection ဆိုတော့လေဒီဟာနဲ့ဆက်ပြီးတော့ပြောလို့ရပါတယ်ဆိုတော့ကိုယ်မချစ်တာမဟုတ်မကြိုက်တာမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့စိုးသွမ်းမှုဓာတ်လေးတွေကိုတော့ကိုယ်နည်းနည်းခံရမယ်ခံစရာရှိလို့ခံရတာလို့မှခံစရာရှိလို့ခံရတာဆိုတာရေဆက်ရှိလို့တွေ့တာအချိန်ရောက်လို့တွေ့တာเนาะဒီအချိန်မှာဒီလူနဲ့တွေ့ရဖို့ဒါတွေဖြစ်ရဖို့အတွက်တွေ့ရတာမျိုးဖြစ်တယ်ရှောင်လွှဲလို့ရလား no ရှောင်လွှဲလို့မရအောင်ရှောင်လွှဲလို့မရဒါအခုဒီဗီဒီယိုဖတ်နေလို့เนาะတကယ်တမ်းအဲ့ဒီအချိန်မှာဆိုရှောင်းလဲကျင်စိတ်ရှိလားဆိုတော့ no ပါရှောင်းလဲကျင်စိတ်မရှိပါဘူးရှင်မရှိပါဘူးခင်ဗျာလို့ပြောမယ့်အနေအထားမျိုးတွေရှိပါတယ်ဟုတ်ပြီနော်ဆိုတော့နည်းနည်းလေးသူဒီလေး jealous ဖြစ်မယ်ကိုယ်နဲ့ပတ်သက်လို့ရှိရင်သူကနည်းနည်းလေးစိတ်တူမယ်ကိုဘေးနာလူတွေဥမာကိုလူတယောက်ကကြည့်လိုက်တော့ तू မကြိုက်ဘူးနော်အဲ့လူကိုရန်ရှာခြင်းနဲ့စိတ်မျိုးရှိမယ်သူ့ကိုထိန်းနိုင်တဲ့သူကလည်းကိုပဲဖြစ်လိမ့်မယ်နော်သူ control တော့ကိုကလုံးနိုင်ပါလိမ့်မယ်ဆိုတော့ okay ဒါလေးကိုကြည့်မနာပါလဲဆိုတော့ behavior တွေဒါမှမဟုတ်သူရဲ့ hobbies တွေပေါ့ friends gathering swimming သူကြိုက်တာရေကူးရတာလည်းကြိုက်တယ်တငယ်ချင်းတွေနဲ့ဆုံရတာလည်းကြိုက်တယ်ဟုတ်လားမဟုတ်လားမသိဘူးเนาะကဲပိုက်တူလေးတွေ့တဲ့အချိန်ကြာလို့ရှိရင်တော့တေချာကြည့်သူကသူနဲ့တူတူswimming pool သွားမယ်ရေတူတူပြပနဲ့ကူးမယ်သူတော့အရင်ကြိုက်တယ်တငယ်ချင်းတွေနဲ့လည်းကူးပြလိုက်မယ်ခဏသွားကူးတဲ့သူမျိုးရေကူးတဲ့ဒီအားကစားတွေထဲမှာရေကူးတာကိုလည်းသူသဘောကျတဲ့အနေထားမျိုးဖြစ်မယ်နောက်တစ်ခါတော့ friends gathering ဒါကတော့ပြောစရာမလိုတငယ်ချင်းတွေနဲ့ဆုံကျင်တယ်ပျော်ကျင်တယ်တငယ်ချင်းတွေနဲ့အတူရှိတဲ့အချိန်သူ့အတွက်အရန်ပျော်တဲ့အချိန်ပဲဆိုတော့ကိုကလေတခုပြောချင်တာလေဒီ pile 2လေးတွေဒီလူနဲ့မြန်ကြုံတွေ့ရရင်စုံတွေ့ရတဲ့အခါကျရင်လေသူတငယ်ချင်းတွေနဲ့သွားတွေ့တဲ့အခါအရင်မညူစုပါနဲ့အရင်မတားပါနဲ့ဒါသူ့ရဲ့ပျော်ရွှင်စရာလေးဖြစ်တယ်ဆိုတော့ကိုနဲ့တွေ့တဲ့အချိန်မှာ तू မပျော်လားဆိုတော့ no မဟုတ်ဘူးเนาะမဆိုင်ဘူးเนาะဒါရဲ့တခြားစီပဲအရင် compare မလုပ်ပါနဲ့เนาะဆိုတော့ဒါသူ့ရဲ့ပျော်ရွှင်မှုလေးတစ်ခုဖြစ်နေတယ်သူ့မှာဝါသနာများဆဆမရှိဘူးဒါပေမဲ့သူဒီတငယ်ချင်းလေးနဲ့တွေ့ကျင်တယ်ဆုံကျင်တယ်သူစကားတွေပြောဆိုကျင်တယ်ရီမောကျင်တယ်ဆိုကိုနဲ့တွေ့တဲ့အချိန်နဲ့ကိုနဲ့ပြောချင်တာပဲเนาะကိုနဲ့တူရှောက်သွားကျင်တယ်ရှောက်စားကျင်တယ်စိတ်ရှိတယ်လို့ပဲတငယ်ချင်းတွေနဲ့အတွေ့တဲ့အချိန်ကြလဲသူလည်းလွတ်လပ်ပေါ့ပျော်ရွှင်ရှိကျင်တယ်เนาะဆိုဒါလေးတွေကိုကိုကလည်းလိုက်ရောက်ပြီးကိုပြောချင်တယ်โอเคဒီကလေးပါကလေးလဲချက်ကြည့်အောင် ask for help from others တကယ်လို့မြန်လို့ပြောထားရနော်တကယ်လို့မြန်သူနဲ့ကိုနေကတွေ့ပါပြီရဲ့စုံပါပြီရဲ့နော်တွေ့ပြီးစုံပြီးတဲ့အချိန်ကျမှတခုခု
တစုံတရာသောအခက်အခဲတုံမှုရှိတယ်နော်နှစ်ယောက်ကြားမှာ obstacle တွေရှိမယ်ဆိုတာလေးတွေ့ခဲ့တယ်ပထမဆုံးစချိန်နဲ့အစဆုံးတဲ့အချိန်မှာကြော်လွှားရမယ့်အရာလေးတွေရှိတယ်နော် obstacle လေးနည်းနည်းရှိတယ်ဒါပေမဲ့အမှတစ်ခုခုမြန်အခက်အခဲတွေ့ခဲ့ရင်ဒါမှမဟုတ်သူနဲ့ပတ်သက်လို့ရှင်လူကဲခတ်လို့မရတာစိတ်ဆုံးဖြတ်ချက်ချလို့မရဒါမျိုးလေးတွေရှိခဲ့မယ်ဆိုလို့ရှင်တခြားတစုံတယောက်တော်သူဒါမှမဟုတ်တခြားသောသူတွေကိုသူနဲ့ရင်းနှီးသောသူတွေပဲဖြစ်စေအဲ့ဒီလူတွေကိုအကူအညီတောင်းပါတဲ့နော်အဲ့ဒါလေးပြောချင်ပါတယ်နော်ကိုတယောက်တည်းဖြည့်ရှင်းခက်တာကိုစက်မဖြည့်ရှင်းနဲ့ကိုတယောက်တည်းအရန်ကြီးဘယ်လိုပြောရမလဲကြိတ်ပြီးတော့မနေပါနဲ့နော်ဆိုတော့အဲ့လေးကိုပြောချင်တယ်နော်သူ့ကိုလည်းနားလည်ပေးဖို့ဆိုတာလေးကိုမှာချင်ပါတယ်နော်နှစ်ဦးနှစ်ဖက်နားလည်မှုရှိနဲ့သွားမယ်ဆိုလို့ရှိရင်ဒီမှာဒါ karmic connection လို့ပြောထားပေမဲ့အဆက်ဆက်ရပို့အဆင်ပြေပါလိမ့်မယ်ဘာလို့ဆိုဒီကက်ကလည်းအရန် strong ဖြစ်တာမလို့နော်ဒီ connection ကတော့တကယ် meaningful ဖြစ်တဲ့အတိတ်ပဲရှိတဲ့ပြောစရာကောင်းတဲ့ connection လေးလည်းဖြစ်မှာပါနော်ဆိုတော့ balance ဖြစ်ဖို့ပဲပြောလင်းပါတယ် okay bye to လေးကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာပါဒီတစ်ခါတော့ pi 3တွေအတွက် reading ဖြစ်ပါတယ် pi 3ဆိုတာဒီခရုလေးနော်ဒီဟာလေးကိုရွေးထားတဲ့သူတွေအတွက် reading လေးပါခရုလေးကချစ်စရာလေးနော်ဟုတ်ပြီဆိုတော့ဒီ reading မှာဒီ reading ဒီ10မိနစ်ကနေ15မိနစ်အတွင်းပဲကြာမယ်เนาะဒီထက်ပိုပြီးမကြာဘူးဒါပေမဲ့ဒီထဲမှာတက်နိုင်တဲ့၍pi 3တွေနောက်6လအတွင်းမှာစုံတွေ့ရမယ်သူကဘယ်လိုလူမျိုးဖြစ်တယ်ဘယ်လို behavior တွေရှိမယ်ဘယ်လိုစိတ်ဓာတ်မျိုးရှိမယ်သူဘာတွေကြိုက်နေတဲ့အစရှိသဖြင့်တက်နိုင်တဲ့ပါအောင်ဝင်အောင်လို့မျိုးဟောသွားပေးပါမယ်เนาะဟုတ်ပြီเนาะဆိုတော့ထုံးစံအတိုင်းကက်ကလေးတွေ shuffle လုပ်ပြီးလို့ရှိရင်ပြန်လာခဲ့ပါမယ်เนาะ okay pi 3လေးတွေ pi 3လေးတွေအတွက်ကက်လေးတွေဆွဲပြီးပြီဆိုတော့ဒီမှာအဆုံးပြပြချင်တာကတော့လေ pi 3လေးနဲ့တွေ့မဲ့သူကတကယ်ကိုညံကောင်းတဲ့လူဖြစ်တယ်ထက်မြက်တဲ့လူဖြစ်တယ်နော်ထက်မြက်တဲ့လူဖြစ်တယ်ပွန့်ပွန့်လင်းလင်းပြောတတ်ဆိုတတ်မဲ့သူဖြစ်တယ်နောက်က communication skill အရန်ကောင်းပါတယ်ဆိုတော့စကားပြောဆက်ရတဲ့အခါမှာလူတစ်ဖက်သားကသူပြောတဲ့ဒီကိုပါလာအောင်နော်ဘယ်လိုပြောမလဲသူ့ကိုစိတ်ဝင်စားအောင်စသဖြင့်အဲ့လိုမျိုးလေးပြောတတ်ဆိုတတ်တဲ့သူမျိုးဖြစ်တယ်နော်နောက်တစ်ခုကကျတော့သူကလေတကယ်ကို conversation လုပ်တာလေအရန်ကောင်းနေသေးလားဆိုတော့တခုခုညှိနှိုင်းတိုင်ပင်တဲ့ကိစ္စတွေမှာပဲဖြစ်စေသူကလေအရန်ပြောတတ်တာသူနဲ့စကားပြောဆိုနေတဲ့သူတွေကသူ့အလိုကိုသူဖြစ်ချင်တာကိုမဖြစ်မနေကိုလိုက်ပေးရတဲ့အထိကိုစကားပြောဆိုဆက်ဆံတတ်တဲ့သူမျိုးဖြစ်တယ်เนาะသူကဘလို့အရာမျိုးတွေဘလို့နေရာမျိုးတွေနဲ့အလုပ်လုပ်နေလဲဆိုလို့ရှိရင်နီးပညာပိုင်းနေเนาะဒါမှမဟုတ်နောက်တစ်ခုကစကားအရန်ပြောရတဲ့အလုပ်တွေအထူးသဖြင့် communication တအားလုပ်ရတာဒီဟိုဟာလေး lawyer တို့เนาะဆိုတော့ဒီ laws နဲ့ပတ်သက်တာ law firm ငါဖြစ်စေဒါမှမဟုတ် analytic လုပ်ရတဲ့ကိစ္စတွေပဲဖြစ်စေအဲ့လိုမျိုးဘက်ကဖြစ်မယ်နောက်တစ်ခုကလေဖြစ်နိုင်တာကကိုကိုလည်းသူကစပြီးတော့စကားလာပြောလိုက်မယ် message တွေပို့တာပဲဖြစ်စေเนาะသူကစပြီးတော့ကို intro လာဝင်တာကျွန်တော်ဘသူပါကျမဘသူပါဆိုပြီးတော့လာမိတ်ဆက်တာမျိုးဖြစ်စေဖြစ်တတ်ပါတယ်เนาะဆိုတော့သူ့ဘက်ကဆက်သွယ်မှုကိုအရင်ဆုံးစပြီးတော့လက်ခံရရှိမယ်အနေအထားမျိုးဖြစ်တယ်နောက်တစ်ခုကသူကလေကိုထက်ငယ်ရွယ်မယ်ဒါမှမဟုတ်ရင်သူ့ရဲ့စိတ်ဆုံးဖြတ်ချက်တွေကသူကငယ်ရွယ်တယ်နည်းနည်းတော့တစ်ခါတလေမှလေ mature သိမ့်မဖြစ်ဘူးလို့ကိုကခံစားရတာမဖြစ်တတ်တယ်လူငယ်လိုမျိုးလူငယ်လေးလိုမျိုးဒီလိုရှူတိုင်းဟောတိုင်းမဲ့ဒါလုပ်လိုက်မယ်ဆိုတိုင်းဒီလိုမျိုးဒီလိုပဲလုပ်မယ်ဒီလိုပဲသွားမယ်သိမလားအဲ့လိုစိတ်နည်းနည်းလေးညံတဲ့အနေအထားမျိုးရှိတယ်ဒါပေမဲ့ तू ဟာလေအရန်ကိုလေးလာသိမှုအရန်ကောင်းပါတယ်ဘယ်ရာဝဲဖြစ်စေ तू ကအကောင်းဆုံးလေးလာတယ်သင်ယူတယ်เนาะဒါပေမဲ့အခုလက်ရှိလေသူ့ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့နေပဲဒါမှမဟုတ်ရင် तूပညာတစ်ခုကိုလေ့လာနေရဆိုတော့အဲ့ဒီပညာရဲ့ကိုဒီဇိုင်းမတ်ဇောက်ချပြီးလေ့လာနေရမျိုးရှိတယ်ကိုနဲ့ကလည်းအဲ့လိုပတ်ဝန်းကျင်မှာတွေ့မယ်လို့မြင်ပါတယ်ဆိုတော့ education နဲ့ပတ်သက်တာဥမာ training တစ်ခုခုတက်ရင်လည်းဖြစ်စေ course တစ်ခုခုကိုတက်ရင်လည်းဖြစ်စေဒါမှမဟုတ်နှစ်ဖက်ကုမ္ပဏီကလွှတ်လို့ပဲဖြစ်စေเนาะကို intentionally သွားတက်တဲ့ course တွေမှာပဲဖြစ်စေနောက်တစ်ခုက workshop တွေเนาะ business meeting တွေနော်ဆိုတော့အဲ့လိုနေရာမျိုးတွေမှာသူနဲ့ကြုံရတွေ့ရတတ်ပါတယ်ဒီလူကလေသူ့ရဲ့အနာဂတ်အတွက်ကိုသူက step by step ပုံဖော်သွားမဲ့သူဖြစ်တယ်ရက်တက်နေမဲ့သူမျိုးတွေမှာမပါဘူး
နော်ရက်တက်နေမဲ့သူမျိုးတွေမှာမပါဘူးသူ့ဘဝသူ့ရဲ့လမ်းကြောင်းကို तू ကတဖြည်းဖြည်းချင်းတစ်ခုချင်းပုံဖော်ပြီးတော့ရှောက်လန်းသွားမဲ့သူဖြစ်တယ်အရန်ကောင်းတယ်ဘာဖြစ်လို့လဲဆိုလို့အမြဲတမ်းတိုးတက်ဖို့ကြံဆောင်စဉ်းစားနေတဲ့သူမျိုးတွေမှာ तू ပါတယ်သိလားသူဘယ်တော့မှရက်တက်မနေဘူးเนาะဟိုလေနိပညာတွေကို तू အမြဲတမ်းအမိလိုက်မဲ့သူမျိုးတွေမှာလည်းပါတယ် okay ဒါတွေကသူ့ရဲ့ပြောရလို့ရှိရင်characteristic တွေပဲထားပါเนาะသူ့ရဲ့ behavior တွေပါမယ်ဒါပေမဲ့အဲ့ထက်မှအရန်အရေးကြီးတဲ့ကိစ္စတွေဘာလဲဆိုတော့အရန် overthinking လုပ်တာ overthinking လုပ်တယ်sorts ဆိုတော့ Gemini Libra Aquarius တွေများလိမ့်မယ်နော်တော့ Sun sign or Moon sign မှာ Gemini Libra Aquarius တွေဖြစ်တတ်တယ်နောက်တစ်ခုကကြတော့ဘာဖြစ်တတ်သေးလဲဆိုတော့Taurus Virgo Capricorn လည်းဖြစ်နိုင်တယ်เนาะ Taurus Virgo Capricorn တော့ post strong ဖြစ်တယ်ဒါပေမဲ့စိတ်ထဲမှာ post strong ဖြစ်တယ်ဆိုမှ Gemini Libra Aquarius တွေပိုများမယ်လို့ sorry ကိုကတော့အဲ့ဒီပဲเนาะလုံးဝဘာဖြစ်လို့လဲဆိုတော့လေဒီမှာအတွေးရမ်းများတယ် overthinking အရင်လုပ်ပါ overthinking အရင်လုပ်မယ်ဘယ်သူများမတွေးရရှုတော့အောင်နေတော့တွေးမှာစိတ်ပူတာเนาะ stress တွေများอ่ะเนาะ stress ကဘယ်လိုများလဲသူများတွေ stress များတဲ့နီလန်းနဲ့တော့မဟုတ်ဘူးသူကပို့ပြီးတော့ကို तू ကဟိုဘယ်လိုပြောမလဲထက်ကွန်ပြီးတော့လေဘက်ပေါင်းစုံကနေထက်ကွန်ပြီးတော့တွေးတတ်တဲ့ပူတတ်တဲ့သူမျိုးဖြစ်တယ်နောက်တစ်ခုကလေအလုံးမှာ pressure အများများလည်းဖြစ်နိုင်တယ် non pressure အရန်များတဲ့အလုပ်တွေကိုတွေးနေရတာအရန်တွေးရခေါ်ရတဲ့အလုပ်မျိုးတွေလုပ်တာပြီးတော့လေးလာတဲ့နေရာမှာသူဥမာ analytic လုပ်ရတဲ့အလုပ်မျိုးတွေပဲဖြစ်စေသူအဲ့ဒါမျိုးတွေကြိုက်တာเนาะဆိုတော့ပြီးတော့သူလေးလာတင်ယူတဲ့နေရာမှာပဲဖြစ်စေသူကအရန်ကိုတွေးရခေါ်ရစဉ်းစားရတဲ့နေရာမျိုးမှာလုပ်တဲ့သူတွေလည်းဖြစ်နိုင်တယ်เนาะဆိုတော့သူကအရန်တိုင်းကိုသူကအရန် serious ဖြစ်မယ်သူ့စိတ်ထဲမှာအရာတိုင်းကိုတည်ပို့ထားတယ်စိတ်ထဲမှာတည်ပို့ထားတာเนาะအပြင်မှာမဟုတ်အတွေးတွေမှာသူက burden အရန်များအရန် stress ပြီးနေတဲ့သူမျိုးเนาะဆိုတော့အဲ့လိုလူမျိုးဖြစ်တယ်ဆိုတော့ကောင်းတာနဲ့ဒီလိုပါပဲเนาะလူဘွားလေကောင်းတာနဲ့ဒီလိုမျိုးလေးနည်းနည်းလေး serious ဖြစ်တာလေးနေတော့တွဲနေမယ်ဒါပေမဲ့ तू ကပဲကိုယ့်ကိုစပြီးတော့လာပြီးတော့မိတ်ဆက်မယ် तू နဲ့က night life မှာတွေ့မယ်သူမျိုးမဟုတ်ဘူး तू နဲ့တွေ့မှာကစောလိုမျိုးဒီကျောင်းနဲ့ပတ်သက်တာဥမာschool နဲ့ပတ်သက်တာ university နဲ့ပတ်သက်တာ training course တွေပဲဖြစ်စေ workplace တစ်ခုမှဒါမှမဟုတ် workshop တစ်ခုမှဒါမှမဟုတ်ကိုယ့်ရဲ့အလုပ်ခွင်ထဲကလူပဲဖြစ်စေเนาะအဲ့လိုမျိုးတွေနဲ့တွေ့တတ်တယ်နောက်တစ်ခုကကျတော့ education platform တွေကနေပဲဖြစ်စေဒါပေမဲ့ तू ကကို social media တစ်ဆင့် online နေပဲဖြစ်စေကို तू ကလည်းကိုလာပြီးတော့ မိတ်ဆက်လာနိုင်တယ် message တွေပို့လာနိုင်တယ်အဲ့လိုမျိုးလည်းဖြစ်တတ်တယ်နောက်တစ်ခုက ban ကပဲဖြစ်စေเนาะဒီလိုရုံးတွေကဒီဘယ်လိုပြောမလဲ business meeting တွေမှာပဲအဲ့လိုမျိုးလာသွားပြီးတော့သွားစုံတွေ့တာမျိုးပဲဖြစ်စေဖြစ်တတ်ပါတယ်เนาะအဲ့လိုလူမျိုးဖြစ်တတ်တယ်သူကအမြဲတမ်းသူ့ရဲ့ skills ကိုသူကမြင့်တင်နေမဲ့သူဖြစ်တယ်သူ့ရဲ့ career ကိုအမြဲတမ်းသူကလုံးဝ professional တယောက်ဖြစ်အောင်သူကအရန်ထိမ့်သိမ်းသွားမဲ့သူမျိုးဖြစ်တယ်အလုံးနဲ့ပတ်သက်အရန်အလုပ်ကိုစိတ်ထဲမှာအပြည့်အဝထားတဲ့သူမျိုးဖြစ်တယ် communication skills ကတော့အရင်ကောင်းတယ်เนาะ तू ကအဲ့ဒီ communication skills နဲ့ပဲကိုဆွဲဆောင်သိမ်းသွင်းတော့မှာဖြစ်တယ်သိလားเนาะဆိုတော့အချိန် timing ပြောမယ် timing ကိုပြောမယ်အခုဒီဗီဒီယိုကိုတွေ့တဲ့အချိန်ကလာပြီးတော့1လကနေ3လအတွင်းမှာအရင် strongest ဖြစ်ပါတယ်เนาะအရင် strongest ဖြစ်တယ်စောပြောထားတယ်Taurus Virgo Capricorn နောက်တစ်ခုက Gemini Libra Aquarius တွေဖြစ်မယ် Sun sign လည်းဖြစ်နိုင်တယ် Moon sign လည်းဖြစ်နိုင်တယ်เนาะဟုတ်ပြီနော်ဆိုတော့ကောင်းတယ်လေအများကြီးစူးစမ်းနေမယ်သူတခုပဲအဲ့ဒီ overthinking ဖြစ်တတ်တာလေးတခုကတော့ဒါတော့မတက်နိုင်ဘူး Gemini Libra Aquarius မှန်ရင် overthinking ဖြစ်မှာပဲ stress အရင်များမှာပဲဒါဒီသူရဲ့ nature ပဲနော်ဒီမှာလေးကြည့် bad temper ဦးတိုးတယ်စိတ်ပူတတ်တယ်ဒေါသထွက်လဲတယ်ဆိုတော့ဟိုလိုဒေါသထွက်ပြီးတော့ဟိုဘယ်လိုပြောမလဲဆိုးရွားအဲ့လိုမျိုးဖြစ်တာမဟုတ်ဘူးနော်အရန်စိတ်ပူတတ်ရာကနေအရန်ဥတူရာကနေပြီးတော့ပြောင်းလဲသွားမယ်သူမျိုးတွေထဲမှာပါတယ်ဒါပေမဲ့ဒီ connection ဒီ soul mate ဖြစ်တဲ့ connection လို့ပြောပါတယ်နော်ဆိုတော့ soul mate ဖြစ်တဲ့ connection လို့ပြောသလိုအဲ့ဒီအားလျော်စွာကိုယ်ချစ်တဲ့အတွက်ကိုယ်ချစ်မြတ်နိုးတဲ့အတွက်ကိုယ် view site တဲ့အတွက်ကိုယ်မျက်စိတောက်ကြည့်နေမှာဖြစ်တဲ့အတွက်တခါလေကြာရင်စိတ်ဆိုးလွယ်တယ်စိတ်ပူပန်လွယ်တယ်စိတ်တူလွယ်တယ် तू ကအရန်ပူပန်နေတဲ့အချိန်ကိုကတော့အေးစစ်စစ်ပဲဥမာထားပါတော့ကိုအပြင်ကိုရှောက်သွားနေမယ်သူ့တော့ပြောပါလေပြင်သွားမယ်ဆိုတော့ဒါမဲ့အချိန်တန်းလို့ကောမရောက်ပြီမယ်ကောလည်းအေးဆေးပဲတကယ်ချင်းနဲ့သွားလာမယ်ပြောနေမယ်ဒါပေမဲ့တော့ဟိုမှာလောင်းနေမှာ
ကွာမသိဘူးသူ့ဖုန်းတမ်းမကြောက် vibrate ထားတယ်တကယ်ချင်းနေမှ shopping ထွက်မယ်ပြောနေအဲ့လိုမျိုးအချိန်မျိုးမှာအဲ့လိုမျိုးအချိန်မျိုးမှာ तू ကဟိုဘက်မှာဖုန်းဆက်လို့မရလို့သူ့မှာယူတော့မယ်သူအဲ့လိုမျိုးကိုလောင်နေသူမျိုးတွေပါပါတယ်ဟိုကယူတော့မယ်သူ stress တွေလည်းအရန်ရနေပြီเนาะဒီမှာဟိုစိတ်တွေကလည်းတူနေပြီကိုယ်ကလည်းဆက်လို့မရအောင်ဆိုတော့ဒီလိုမျိုးအနေအထားမျိုးတွေဥပမာပြပြတာပါဒါမျိုးလေးတွေမှာလည်းကြုံတွေ့ရတတ်ပါတယ်ဟုတ်ပြီနောက်တစ်ခုဒါသူ့ရဲ့ဝါသနာတွေပေါ့နော်ကဲဘာဝါသနာပါလဲကြည့်အောင် skating photography skate စီးရလဲဝါသနာပါမယ် ice skating ပဲဖြစ်စေ any skating နော်ပြီးရခါကျတော့ photography တဲ့ဓာတ်ပုံရိုက်တာလည်းကြိုက်မယ်ဓာတ်ပုံဗီဒီယိုရိုက်ရတာတွေ vlog ရိုက်ရတာတွေပဲဖြစ်စေအဲ့လိုမျိုးကိုဝါသနာပါတဲ့သူမျိုးနော်ဆိုတော့အဲ့လိုလူတွေဖြစ်တတ်တယ်နောက်တစ်ခုကလေရှုကင်းလူကိုရိုက်တာမဟုတ်နော်ရှုကင်းတွေကိုတဘာဝပုံတွေကိုရိုက်ကြတာဝါသနာပါတဲ့သူမျိုးလဲဖြစ်နိုင်တယ်ကိုယ်တိုင်အရိုက်ခံတာကြိုက်တာဖြစ်နေတယ် okay issue တစ်ခုကြံသေးတယ်သူကိုယ်တိုင်အရိုက်ခံတာတပုံရိုက်ခံတာကိုသူကြိုက်တာမျိုးလဲဖြစ်တတ်တယ်ကဲဆိုဒါလေးကြည့်အောင်ဘာပြန်ပြောထားသေးလဲ be assertive ဒီ connection နဲ့ပတ်သက်လာရင်လေပုံမှန်လေးပြောတာကောင်းမယ်သလားကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးလုံးရင်လုံးမယ်မလုံးရင်မလုံးဘူးအဲ့လိုမျိုးလေးကိုပြောတာအကောင်းဆုံးပဲเนาะဆိုတော့तू ကအဲ့လိုမျိုးပြောမှအဆင်ပြေမဲ့သူမျိုးဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ तू ကလည်းငကိုတွေကစိတ်ကတောင်တွေးမြောက်တွေတွေးတတ်တဲ့သူဆိုတော့ကိုကမပွင့်မလင်းပြောလိုက်လို့ရှိရင်အရာလုံးကလမ်းလွဲကုန်လိမ့်မယ်နော်လမ်းလွဲကုန်လိမ့်မယ်အဲ့ဒါအရေးကြီးပါတယ်ဆိုတော့ဟုတ်ပါပြီဒါဆိုလို့ရှိရင် group 3လေးတွေကိုရွေးထားတဲ့သူလေးတွေအခုဗီဒီယိုကိုမြင်တဲ့အချိန်အားစပြီး1လကနေ3လအတွင်းမှာဒီတစုံတယောက်သောသူတွေရဲ့ကိုယ့်ရဲ့ live တွေကိုရောက်လာမယ်ကိုယ်မိတ်ဆက်ပြီးတော့ကိုယ့်ဘဝတွေကိုဝင်လာလိမ့်မယ်ဆိုတော့ချစ်တဲ့သူတော့ဖြစ်ပါတယ်ဒါပေမဲ့အရန်စူးစမ်းတဲ့သူလည်းဖြစ်ပါတယ်ကိုယ်လည်းသူ့ဘေးကနေလိုက်ပြီးတော့စူးစမ်းဖို့တော့လုံမဲ့တယ်နော် okay ပါအဲ့ဒါဆိုလို့ရှိရင်ကဲ 5 3လေးတွေလည်းအဆအဆင်ပြေပါစေပျော်ရွှင်ပါစေကိုယ့်ပေါ်တကယ်ကိုကောင်းမွန်တဲ့ချစ်ချင်းမြတ်တာပြည့်နဲ့ပြည့်စုံတဲ့သူမျိုးကိုအမြန်ဆုံးဆုံတွေ့ရပါစေနော်ကျေးဇူးများတင်ပါတယ်